ကျွန်တော်တင်ပြမယ့်အကြောင်းအရာကတော့ကျွန်တော်တို့ passport ဓာတ်ပုံလေးတွေလိုင်စင်ဓာတ်ပုံလေးတွေလုပ်နည်းလေးဖြစ်ပါတယ်ဓာတ်ပုံ8ပုံဘယ်လိုဖန်တီးမလဲဆိုတာလေ့လာကြည့်ကြပါခင်ဗျာအရင်ဆုံးကျွန်တော် CS3 လေးနဲ့ကျွန်တော်ဖွင့်လိုက်ပါပြီ CS3 လေးဖွင့်မယ်ဖွင့်ပြီးရင် file လေးကိုနှိပ်မယ် file file ကိုနှိပ်မယ်ပြီးရင် open ကိုဖွင့်မယ်ဖွင့်ပြီးရင်တငယ်ချင်းတို့ဓာတ်ပုံတွေဘယ်မှာထားတာလဲထားတဲ့နေရာလေးယူပါကျွန်တော်ကတော့ဓာတ်ပုံကိုကွန်ပျူတာရဲ့ desktop မှာထားတာပါတယ် desktop မှာထားတဲ့ကြောင့်မို့ကျွန်တော် desktop ရဲ့ကျွန်တော်လိုချင်တဲ့ပုံလေးကိုကျွန်တော်ကြည့်လိုက်ပြီယူပြီးသွားလို့ရှိရင်ဓာတ်ပုံကိုလိုချင်တော့ဆွဲဖြတ်ပါမယ်ဆွဲဖြတ်မယ်ဆိုရင် CROP.C ကိုနှိပ်လိုက်ပါပြီးလို့ရှိရင်အပေါ်ဘားလေးမှာ WIND တွေ့လားအဲဒီမှာ 1.5 အင်ကြီးဒီဘက်ချက်မှာ2အင်ကြီးဒီဘက်ချက်မှာ300ကြီးရေးပြီးတာနဲ့ဒီမှာကိုလိုချင်တော့ဓာတ်ပုံလေးကိုဆွဲယူပါမယ်ကိုလိုချင်တဲ့အနေထားတော့ဓာတ်ပုံလေးဆွဲယူလိုက်မယ်ဆွဲယူပြီးတာနဲ့ကျွန်တော်တို့ keyboard ကအန်ဒါလေးခောက်လိုက်ပါမယ်ဟုတ်ကဲ့အန်ဒါခောက်ပြီးတာနဲ့ကျွန်တော်တို့အပေါ်ဘားလေးမှာ select ဆိုတာရေးထားပါတယ်အဲဒီ select လေးကိုနှိပ်မယ်ပြီးလို့ရှိရင်ဒီမှာ all လေးကိုနှိပ်မယ်ပြီးရင်ဒီမှာ process တွေမျိုးပြီးနေအတန်းလေးတွေ့ရလားဟုတ်ပြီပြီးပြီးတာနဲ့ကျွန်တော်တို့ edit ကိုသွားမယ်ဟုတ်ကဲ့ edit ကိုသွားမယ် edit ကနေဒီမှာ stop ကိုနှိပ်မယ်ကျွန်တော်တို့ကနော်နှိပ်ပြီးလိုက်ပြီဒီမှာ voice နေရာမှာကျွန်တော်က9PE ရေးရမှာခင်ဗျကျွန်တော်ရေးလိုက်ပြီးသားဆိုတော့ကျွန်တော်မရေးတော့ဘူးမေးရနေဆိုရင်တော့အဲ့မှာရေးပေါ့နော် 9PH ရေးမယ်ပြီးရင်ဒီမှာ color ကိုကြိုက်တဲ့ color ကိုယူပြီးရင် okay ပေးပြီးရင်ဒီမှာကျွန်တော် okay ပေးလိုက်ပြီနော်အဲ့ဒါပြီးသွားရင်နောက်တစ်ဆင့်ကကျွန်တော်တို့ရဲ့ဘယ်ကိုသွားရအောင်လဲဆိုတော့master ပြီးရတာနဲ့ different planter ဆိုတာဒီအောက်မှာရှိတယ်အဲ့ဒါလေးနှိပ်လိုက်မယ်နှိပ်ပြီးတာနဲ့ဒီမှာကိုကြိုက်တဲ့နာမည်ကိုရေးပေါ့ဒီဓာတ်ပုံလူရဲ့နာမည်ပေါ့နော်ကျွန်တော်ကတော့ဒီမှာစိုးလို့ရေးလိုက်တယ်ရေးပြီး okay လေးကျွန်တော်ပေးလိုက်တယ်ပေးပြီးတာနဲ့ file ကိုပြန်နှိပ်မယ် new ကိုနှိပ်မယ်ပြီးရလို့ရှိရင်ဒီမှာနော်ဒီ white မှာ6ရေးရမယ်နော်ကျွန်တော်ကတော့ရေးထားပြီးသားဆိုတော့ကျွန်တော်မရေးတော့ပါဘူးဒီမှာက4ရေးရမယ်ဒီမှာ4ရေးမယ်အောက်မှာ300ရေးမယ်ပြီးရင်ဒီမှာ okay လေးပေးလိုက်မယ်ဟုတ်ကဲ့ပြီးပြီးပါပြီဆိုတာနဲ့ကျွန်တော်တို့ edit ကိုပြန်လာမယ်နော် edit ကိုလာပြီးတော့ full ဆိုတာနှိပ်လိုက်မယ်ပြီးရင်ကိုစာထားတဲ့ဓာတ်ပုံလေးဟာဒီမှာဆိုရင်ဟုတ်ကိုလောက်တာဓာတ်ပုံလေးကိုစာတွေ့ရင်ပြီးရင်ဒီမှာကတော့ကျွန်တော်တို့ use နေရာမှာ planter ဖြစ်ရမှာနော် planter ဖြစ်မှလုပ်လို့ရမှာ planter မဖြစ်ရင် planter လေးပြောင်းရမှာပြီးရင် okay လေးပေးလိုက်ဒီမှာဓာတ်ပုံလိုင်စင်ဓာတ်ပုံ8ပုံထွက်လာပြီနော်ဟုတ်ကဲ့လိုင်စင်ဓာတ်ပုံ8ပုံထွက်လာပြီဆိုရင်ကျွန်တော်တို့ဒီပုံလေးကျွန်တော်တင်ထားမယ်ဆို save ပေါ့နော်အကုန်လုံးပေါင်းမယ်ဆိုရင်Control Z နဲ့ E နဲ့ကိုပြန်လို့နှိပ်လိုက်မယ်ပေါင်းပြီးဆိုလို့ရှိရင်နောက်တစ်ခါကွန်ပျူတာမှာတင်ထားမယ်ဆိုရင်ကျွန်တော်တို့ Control Z ရဲ့ S ရဲ့ကိုနှိပ်လိုက်မယ် keyboard မှာနှိပ်ပြန်တဲ့ကိုဘယ်နေရာမှာဓာတ်ပုံတင်နေလဲကျွန်တော်ကတော့ desktop မှာထားမှာဆိုတော့ desktop လေးနှိပ်တယ်ပြီးရင်ဒီမှာ JPEG ဖြစ်ရမှာနော်ဒီမှာပြန်ပြောင်းပြရမယ်ကျွန်တော်လောက်ထားပြီးသားဆိုတော့ပြီးရင်မှာ save လုပ်လိုက်မယ်ပြီးရင် okay ပေးလိုက်မယ်ဟုတ်ကဲ့ဒါကတော့လိုင်စင်ဓာတ်ပုံ8ပုံပေါ့နော်လုံနည်းလေးဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့မောင်မျိုးကြည်လို့ခေါ်ပါတယ်